ဒီတစ်ပတ်ရဲ့နောက်ကျဆုံးပွဲစဉ်ဖြစ်တဲ့ Aston Villa နဲ့ Manchester United တို့ရဲ့ပွဲစဉ်ကိုတနင်္ဂနွေနေ့ညမှာကစားကြမှာဖြစ်ပါတယ်။နောက်ဆုံး9ပွဲဆက်တိုက်နိုင်ပွဲရယူပြီး Premier League ရဲ့ Champions ဆုကိုစိန်ခေါ်နိုင်တဲ့အထိရှေ့စွမ်းရောယုံကြည်မှုပါထိပ်ဆုံးထိရောက်နေတဲ့ Aston Villa အသင်းနဲ့ရလက်မတီမငြိမ်မှုတွေဒဏ်ရာပြဿနာနဲ့အာဖရိကဖလားပြိုင်ပွဲကြောင့်အဓိကကစားသမား9ဦးလောက်ဆုံးရှုံးထားတဲ့ Manchester United တို့ထိပ်တိုက်တွဲဆုံကြတာဖြစ်ပါတယ်။ Aston Villa အသင်းဟာလက်ရှိချိန်မှာအရန်ကိုကောင်းတဲ့စွမ်းဆောင်ရည်ကိုပြသထားတဲ့အသင်းဖြစ်တယ်လို့အရှုံးနဲ့တရေရလက်ဆိုတာဘာမှန်းတောင်မသိတာတော်တော်လေးကြာညောင်းခဲ့ပါပြီ။ Aston Villa နောက်ဆုံးရှုံးခဲ့တာက Liverpool အသင်းကိုပါ။အဲ့ဒီနောက်ဆုံးပြိုင်ပွဲစုံ9ပွဲဆက်တိုက်နိုင်ယူထားတာဖြစ်ပါတယ်။ Manchester United ဘက်ကတော့ပြောင်းပြန်ပါပဲ။အသင်းသေးတွေနဲ့တွေ့ဆုံချိန်မှာတော့ရလက်ကောင်းဖို့ရုန်းကန်နေရပြီးအမှတ်ပေးစရာထိပ်ပိုင်းကိုတက်ရောက်ဖို့အတွက်အခွင့်အရေးတွေအကြိမ်ကြိမ်ရခဲ့ပေမဲ့မယူနိုင်ခဲ့ပါဘူး။ Nottingham Forest, Tottenham Hotspur, Everton, West Ham နဲ့ဘုံမောက်အသင်းတို့လိုဒီယာတီပရီးမီးယားလိဂ်မှာရုန်းကန်နေရတဲ့အသင်းတွေနဲ့ဆက်တိုက်တွေ့ဆုံခဲ့ပေမဲ့ရမှတ်တွေဆုံးရှုံးခဲ့ပါတယ်။ Premier League နောက်ဆုံး9ပွဲမှာ2ပွဲပဲအနိုင်ယူထားနိုင်ပါတယ်။ဒီလောက်ထိရှေ့စွမ်းရောရလက်ပါစိုးဝါနေတာပါ။တည်ငြိမ်မှုကင်းမဲ့လို့နဲ့ Manchester United ရဲ့နောက်တက်ဟာပွဲတိုင်းကိုဂိုးတွေဖုံခွင့်ပြုနေရပြီးအဓိကကစားသမားတွေဖြစ်တဲ့ Harry Maguire နဲ့ De Ligt တို့လည်းဒဏ်ရာပြဿနာကြောင့်ဒီပွဲကိုဆက်ပြီးလွှဲလျှော်မှာပါ။ဒီပြင်အာဖရိကဖလားပြိုင်ပွဲကြောင့် Manchester United ရဲ့အဓိကအသက်သွေးကြောတိုက်စစ်အတွေ့ဖြစ်တဲ့ Amad Diallo နဲ့ Bryan Mbeumo တို့ကိုဆုံးရှုံးထားတဲ့အပြင်နောက်ခံလူ Mazraoui ကိုလည်းဆုံးရှုံးထားပါတယ်။ဗီလာအသင်းကတော့အားထားရတဲ့ဂိုးသမားမာတီနက်ဒဏ်ရာပြဿနာကြောင့်ပါဝင်ဖို့မသေးကြသေးပေမဲ့နောက်ခံလူ Paul Torres နဲ့ Tyrone Mings တို့လည်းဒဏ်ရာပြဿနာရှိနေပါတယ်။အသင်းရဲ့ကွင်းလယ်ကစားသမားBarkley လည်းဒဏ်ရာပြဿနာရှိနေပါတယ်။တခြားအဓိကကစားသမားတော်တော်များများကတော့ဒဏ်ရာပြဿနာကင်းရှင်းနေတာကိုတွေ့ရပါတယ်။ဒီနှစ်သင်းနောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု10ချိန်မှာတော့ Manchester United က Aston Villa အသင်းကို6ချိန်လောက်နိုင်ထားပြီး Aston Villa အသင်းကတော့2ချိန်ပဲပြန်နိုင်ထားပါတယ်။3ချိန်ကတော့တည်ရကျထားပါတယ်။ထိပ်တိုက်တွေ့ဆုံမှုမှတ်တမ်းမှာ Manchester United ကအပြတ်သက်တာလွန်နေပေမဲ့ဒီနှစ်သင်းရဲ့ရှေ့စွမ်းကတော့ခွာရှားလွန်တာကိုတွေ့ရပါတယ်။ Aston Villa အသင်းဟာဒီPremier League ပွဲစဉ်16ပွဲကစားပြီးတော့ရမှတ်33မှတ်နဲ့အမှတ်ပေးစရာအဆင့်3မှာရှိနေပြီး Manchester United ကတော့ရမှတ်26မှတ်နဲ့အဆင့်6နေရာမှာရှိနေပါတယ်။ဒီနှစ်သင်းကြားရမှတ်ကွာဟချက်က9မှတ်အထိရှိနေတာကိုတွေ့ရမှာပါ။ Manchester United တိုက်စစ်ကသွင်းကို30သွင်းယူထားပေမဲ့ခန်းစစ်ကလည်း26ဂိုးထိပြန်ပေးထားတာတွေ့ရပါတယ်။ Aston Villa အသင်းကတော့တိုက်စစ်က25ဂိုးသာသွင်းယူထားပေမဲ့ခန်းစစ်ကလည်း18ဂိုးထဲပြန်ခွင့်ပြုထားရတာပါဒီပွဲဟာတိုက်စစ်အဆုံးဖြတ်ပွဲစဉ်တစ်ပွဲဖြစ်ဖို့တဲ့ခန်းစစ်ကပဲအဆုံးဖြတ်ပေးသွားဖို့ရှိတာကြောင့် Manchester United ဟာဒီရှူထောင်ကစဉ်းစားရင်တော့ဒီပွဲစဉ်မှာနိုင်ဖို့အတွက်နီလန်းမရှိဘူးလို့ဆိုရမှာပါအစင်လာမှတ်တမ်းရှူထောင်ကကြည့်ရင်တော့ Manchester United ကိုအနိုင်ယူဖို့ Aston Villa အသင်းအနေနဲ့လွယ်ကူမနေပါဘူးဒါပေမဲ့အစင်လာဆိုတာတကယ်တမ်းပွဲကစားတဲ့အခါအရန်ကြီးအရေးပါလာတာမဟုတ်ပါဘူးကစားသမားတွေရဲ့ယုံကြည်မှုရှေ့စွမ်းနဲ့ကွင်းအတွင်းစွမ်းဆောင်ရည်တွေကပဲစကားပြောတာပါတဦးချင်းစွမ်းဆောင်ရည်ရ Manchester United ဟာဗီလာအသင်းထက်မနှိမ့်ပါဘူးယုံကြည်မှုနဲ့စူးစီးကြစ်လက်မှုအပိုင်းမှာတော့ Manchester United ဟာဗီလာကိုရှင်းလို့မရပါဘူးဒါကြောင့်ဒီပွဲမှာ Manchester United အတွက်တရေကြရင်တော့ရလက်ကောင်းလို့မှတ်ယူရမှာပါAston Villa ကတော့ဒီလိုခိုက်တက်မှာ Manchester United နဲ့တွေ့တဲ့အချိန်တိုင်းမှတ်တမ်းဇိုးတွေပိုင်ဆိုင်ထားတဲ့အစဉ်လာကိုရှိုးဖြတ်ဖို့အစွမ်းကုန်စူးစမ်းလာဖို့ရှိပါတယ်။ Bryan Mbeumo နဲ့ Amad Diallo တို့မပါဝင်နိုင်တော့တဲ့ Manchester United ရဲ့တိုက်စစ်ကဘလောက်ထိ Villa ကိုဒုက္ခပေးနိုင်မလဲအဓိကကစားသမားတွေမပါဘဲ Ruben Amorim ဟာ Manchester United ကိုဘယ်လိုကစားကွက်တည်ပြီး Villa ကိုရင်ဆိုင်အန်တုမလဲဆိုတာစိတ်ဝင်စားစရာကောင်းပါတယ်Manchester United fan တယောက်အနေနဲ့ဒီပွဲကိုစိုးစိုးဝါမရှုံးဖို့တော့မျှော်လင့်ပါတယ်။နိုင်ခဲ့ရင်တော့အတိုင်းထက်လုံးပေါ့ဗျာ။ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေအားလုံးကြားမှာပေးခင်ကြပါစေဗျာ။